ကျွန်တော်တို့လူချင်းမတို့ရဲ့ဘဝမှာလိုချင်တာတွေဟာအများကြီးကိုရှိပါတယ်ကျွန်တော်တို့အဲ့ဒီလိုချင်တာတွေကိုဝယ်နိုင်ဖို့ဆိုရင်ကျွန်တော်တို့မှာဒါမှမဟုတ်လူချင်းမတို့မှာငွေကြေးအစီအမံတွေတေချာကိုချတတ်ဖို့လိုပါတယ်ကျွန်တော်တို့လူတွေအားလုံးမှာတော့လိုချင်တဲ့အရာတွေလိုအပ်တဲ့အရာတွေအများကြီးကိုရှိနေပါတယ်ဒါတွေကိုဝယ်ယူနိုင်ဖို့အတွက်ငွေကြေးဆိုတာတကယ်ကိုလိုအပ်ပါတယ်။ကင်တွယ်ထိတွေ့လို့ရသည်များအရာဝတ္ထုတိုင်းကိုကျွန်တော်တို့ငွေနဲ့ဖလဲပြီးတော့ယူနေရတာပါ။ငွေဟာကျွန်တော်တို့လိုချင်တဲ့ပစ္စည်းတွေကိုတည်ဆောင်ပေးလာနိုင်စွမ်းရှိပါတယ်။အချစ်တွေမြင့်တာတွေကျင်နာမှုတွေနားလည်မှုတွေစတဲ့ထိတွေ့ကင်တွယ်လို့မရတဲ့အရာတွေကိုတော့ငွေနဲ့ဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ကိုယ်ပိုင်ဆိုင်ခြင်းနဲ့ပစ္စည်းတွေကိုဝယ်ယူနိုင်ဖို့အတွက်ငွေကြေးဆိုင်ရာပန်းနိုင်တွေရှာမှတ်တတ်ဖို့လိုပါတယ်။ရေတို့ရေလက်ရေရှည်စတဲ့ပန်းနိုင်တွေအသီးသီးရှိကိုရှိရပါမယ်။ရေတို့ပန်းနိုင်တွေအတွက်ငွေကြေးစီမံကိန်းရှာမှတ်ရတာလွယ်ကူမှာပါ။ဒါကတော့အသေးစားပိုင်ဆိုင်ခြင်းနဲ့ပစ္စည်းတွေဝယ်ယူနိုင်မှုပါ။ရှုဖနက်တရံလားကုတ်အင်ကြီးတစ်ထည်လားဖုန်းဟန်ဆက်အတစ်တစ်လုံးလားကွန်ပျူတာတစ်လုံးလားစတဲ့အသေးစားအိမ်မက်ပန်းနိုင်လေးတွေပါဒါတွေကိုဝယ်ယူနိုင်ဖို့အတွက်ငွေကြေးစီမံကိန်းလေးတွေဒီလိုရှာမှတ်လိုက်ပါကိုဝယ်ယူပိုင်ဆိုင်ခြင်းတဲ့အရာကဘာလဲအဲ့ဒီအရာကဘလောက်ဈေးနှုန်းတန်ဝယ်မှာလဲအဲ့ဒီအရာကိုဘယ်တော့လောက်ဝယ်ယူဖို့ကြိုးစားမှာလဲလုံလောက်တဲ့ငွေကြေးတစ်စုံတစ်ရာရှိနေပြီလားဒါမှမဟုတ်မရှိသေးဘူးလားလိုတဲ့ငွေဘလောက်ရှိတာလဲအဲ့ဒီလိုတဲ့ငွေကိုဘယ်နည်းနဲ့ဖြည့်မှာလဲတစ်လကိုဘလောက်လောက်စုဆောင်းမှာလဲစတဲ့အရာတွေကိုတွက်ချက်ပြီးတော့စီစဉ်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့အလက်စားဝယ်ယူခြင်းတဲ့အရာတွေဖြစ်ကိုစည်းခြင်းတဲ့ကားကိုပိုင်ဆိုင်ခြင်းတဲ့အိမ်ခြံမြေတိုက်ခန်းကိုပိုင်ဖွင့်ခြင်းတဲ့ဆိုင်ငန်းအသေးစားစီးပွားရေးလုပ်ငန်းစတဲ့အရာတွေတဲ့ပန်းနိုင်ချမှတ်တာကတော့ရေလက်စီမံကိန်းဖြစ်ပါတယ်အိမ်တစ်လုံးပိုင်ဆိုင်ခြင်းနဲ့ဆိုရုံလောက်နဲ့တော့အိမ်မက်ဆန္ဒတက်တက်ပဲဖြစ်နေမှာပါပန်းနိုင်မဟုတ်သေးပါဘူးအဲ့တော့ကျွန်တော်တို့ရေလက်စီမံကိန်းကိုဒီလိုချမှတ်ပါကိုဟာဘလို့အိမ်မျိုးကိုလိုချင်တာလဲအဲ့ဒီအိမ်ကဘယ်နေရာမှာကျွန်တော်တို့လိုချင်တာလဲမြို့လေကောင်မလားမြို့ပြင်မှာလားကိုလိုချင်တဲ့အိမ်ကဘလောက်လောက်တန်ဖိုးရှိနေတာလဲဝယ်ဖို့အတွက်ငွေကြေးပမာဏကိုဘယ်လိုနည်းနဲ့ရအောင်စူးစမ်းအားထုတ်မှာလဲအဲ့ဒီအိမ်ကိုဝယ်ယူဖို့အတွက်ကျွန်တော်တို့ကာလဘလောက်လောက်ကြာရှာဖွေနိုင်မလဲကာလဘလောက်လောက်ကြာနိုင်မလဲအဲ့ဒီအိမ်ကိုဝယ်နိုင်ဖို့အခွင့်အလမ်းတွေကို့မှာဘာတွေရှိနေပြီလဲအဲ့ဒီလိုမျိုးတိကျရေးရတဲ့အချက်လက်တွေလိုအပ်ပါတယ်စီမံကိန်းတွေလိုအပ်ပါတယ်ဒီလိုတိကျတေချာမှုရှိမှပဲပန်းနိုင်တခုဖြစ်လာမှာပါလိုချင်တာဝယ်နိုင်မှုဆိုရင်တော့ရည်မှန်းချက်ထားဖို့လိုပါတယ်စူးစမ်းဖို့လိုပါတယ်နီးမှန်လမ်းမှန်စူးစမ်းဖို့ကလည်းအရန်ကိုအရေးကြီးပါတယ်ဖြက်လှမ်းနည်းတွေမလိုက်ပါနဲ့လူစရိုက်အလုပ်တွေလည်းရှောင်ကျင်ပါတမအာဒီဝကြတဲ့ငွေကိုပဲရှာဖွေစုဆောင်းပါစီကံရှိစုဆောင်းပါစီမံကိန်းတွေချမှတ်ပါပြီးရင်ဒီဇိုင်းမမတ်အကောင့်တွေပေါ်လောက်ကင်လိုက်ပါကိုလိုချင်တာဝယ်နိုင်တာရရမဲဆိုတဲ့ယုံကြည်ချက်မျိုးထားပါအဲ့တော့ကျွန်တော်ကိုလိုချင်တဲ့ပစ္စည်းတွေကိုဝယ်ယူတဲ့နေရာမှာတတိပြုစရာလေးတွေတော့ရှိပါတယ်ကိုလိုချင်တဲ့ပစ္စည်းဝယ်ယူခြင်းတဲ့အရာကကို့အတွက်အကျိုးရှိမရှိစဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်တကယ်လိုအပ်တာလားတကယ်မလိုအပ်ဘူးလားကိုဝေဖန်တုံးတက်ဖို့လိုပါတယ်တွေ့တဲ့မြတ်ပစ္စည်းလိုချင်တိုင်းတာဝယ်ယူနေမယ်ဆိုရင်တော့လုံးဝမဖြစ်သေးပါဘူးလူတိုင်းမှာလိုချင်တဲ့အရာတွေကနဲတာမှမဟုတ်တာလက်ရှိမှာကိုတကယ်မလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူနေမယ်ဆိုရင်အနာဂတ်မှာကိုတကယ်လိုအပ်တဲ့ပစ္စည်းတွေကိုရောင်းထုတ်ပြရတတ်တယ်လို့ကျွန်တော်တို့တထေးကြီးဝါရင်ဘူးဖက်ကဒတိပေးခဲ့မှုပါတယ်တချို့ပစ္စည်းတွေဟာဝယ်ယူတဲ့လူတွေကိုအကျိုးရှိစေပါတယ်တချို့ပစ္စည်းတွေကတော့ဝယ်ယူတဲ့လူတွေရဲ့ငွေကိုတဲရေသွင်းနေလို့ဖြစ်ပေါ်စေပါတယ်ဘာမှကိုအကျိုးမပေးပါဘူးဒါကြောင့်မဝယ်ခင်ကြိုတင်စဉ်းစားဖို့လိုပါတယ်ကို့အတွက်အမှန်တကယ်လဲလိုအပ်တယ်အသုံးလဲဝင်တယ်ရှိလဲရှိတဲ့နဲ့အဲ့လိုမျိုးဆိုရင်ဝယ်ယူနိုင်မှုအစီအစဉ်ကိုတေချာကိုချမှတ်လိုက်ပါအရေးကြီးတဲ့အချက်ကကိုဝယ်ချင်တာနဲ့
ကိုဝယ်နိုင်တာကိုခွဲခြားတိဖို့လဲလိုပါတယ်တလဝင်ငွေ3 သိန်းလောက်ပဲရတဲ့လူတစ်ယောက်ကလောလောဆယ်မှာတော့ကားကြီးဝယ်စီနိုင်ဖို့မဖြစ်သေးပါဘူးကိုမဝယ်နိုင်တာကိုဝယ်ချင်းနေပြီးတော့စိတ်ဆင်းရဲနေတဲ့လူတွေလည်းတပုံကြီးပါပဲဒီကိစ္စကစိတ်ထားနဲ့အတွေးခေါ်လွဲသွားရင်အန္တရာယ်ရှိနိုင်ပါတယ်ကိုမတက်နိုင်တာကိုဝယ်ခြင်းနဲ့စိတ်နဲ့ဒုတိယသမားတွေဖြစ်ကုန်တတ်ပါတယ်မကောင်းတဲ့လမ်းမတွေရောက်သွားကြတဲ့တာရကတွေလည်းအများကြီးကိုလူချင်းမင်းကြားဘူးမယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုဖြစ်ရမယ်စားကိုအတိုင်းတာကိုသိပြီးတော့မှန်ကန်တဲ့အပြုသဘောဆောင်တဲ့ရည်မှန်းချက်တွေထားရှိရမှာဖြစ်ပါတယ်အခုမဝယ်နိုင်သေးပေမဲ့အနာဂတ်မှာဝယ်ယူနိုင်ဖို့ကိုတော့ရည်မှန်းချက်ထားနိုင်ပါတယ်ဒါဟာစိတ်ဓာတ်တွေကိုလုံးဝတက်ကြွစေပါတယ်ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုလည်းမြင့်တင်ပေးရရောက်ပါတယ်ဒီလိုမှန်ကန်တဲ့ရည်မှန်းချက်ရှိလာတာနဲ့တပြိုင်နက်လူဟာအရင်ခတဲ့အလုပ်ကိုပို့ပြီးတော့စူးစမ်းလောက်ကင်တော့မှာပါငွေကိုလည်းစနစ်တကျတုံးဆွဲစုဆောင်းပြီးတော့စီးပွားရေးအခွင့်အလမ်းတွေကိုလည်းရှာဖွေတော့မှာဖြစ်ပါတယ်အခက်အခဲတွေကိုကြော်ဖြတ်ပြီးတော့ပန်းနိုင်ရအောင်တွားမယ်ဆိုတဲ့စိတ်ဓာတ်တွေပေါက်ဖွာလာမှာပါဒါဟာသူ့ရည်မှန်းချက်ကပေးတဲ့တွန်းအားတွေပါပဲကျွန်တော်တို့ရေရှည်ပန်းနိုင်တွေအတွက်တော့လာမယ့်အနာဂတ်ဘဝတက်တန်းတစ်လျှောက်လုံးမှာကိုပိုင်ဆိုင်ခြင်းနဲ့ပိုင်ဆိုင်မှုတွေဝယ်ယူနိုင်မှုစီးပွားရေးလုပ်ငန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ကိုယ့်ဘဝမှာဖြစ်ရှင်တဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှုဖြစ်ပါတယ်ရေရှည်ပန်းနိုင်ဆိုတဲ့အတွက်အငိမ့်စားစီမံကိန်းတွေလည်းလုံးဝကိုပါဝင်နေမှာသိကြပါတယ်ဘယ်အသက်အရွယ်မှာကိုဟာအငိမ့်စားယူမယ်လောကအတွက်အကျိုးရှိစေမဲ့လုပ်ငန်းတွေကိုလုပ်ကိုင်မယ်နောင်လာနောက်သားနဲ့သားသမီးတွေမြေမြစ်တွေအတွက်ဘာတွေစီစဉ်ခဲ့ခြင်းနဲ့ဒီတော့လက်ရှိအချိန်ကစတင်ပြီးအငိမ့်စားစီမံကိန်းတွေနှစ်ပေါင်းဘယ်လောက်ကြိုးစားမယ်ဘာလုပ်ငန်းတွေဖန်တီးထားမယ်စတဲ့အရာတွေကိုစီစဉ်ချမှတ်ထားဖို့လိုပါတယ်ကျွန်တော်တို့အိမ်မက်တွေကနေတစင်ပန်းနိုင်တွေကိုတည်ဆောက်ဖို့လိုအပ်ပါတယ်ပန်းနိုင်တွေစီကိုရောက်မှာအိမ်မက်တွေကလုံးဝကိုမှန်ကန်လာမှာပါအိမ်မက်တွေကတစင်ပန်းနိုင်တွေစီရောက်ဖို့ဘာတွေလိုအပ်နေတာလဲဘလို့အခြေအနေရောက်ရင်အိမ်မက်တွေကမှန်ကန်လာနိုင်မလဲအဲ့လိုအခြေအနေမျိုးရောက်ဖို့ဘာတွေလှုံ့ဆော်ရမလဲဆိုတာကိုသုံးသပ်ဖို့လိုပါတယ်ပန်းနိုင်ရောက်ဖို့အတွက်မောင်းနေရမယ့်ယင်းဆိုတာလိုပါတယ်ဘဝမှာကိုရောက်ချင်တဲ့ပန်းနိုင်တွေစီကိုပို့ဆောင်မိမဲ့ယင်းတွေကတော့ရည်မှန်းချက်အိမ်မက်ဆိုတဲ့ယင်းစီမံကိန်းဆိုတဲ့ယင်းစွမ်းဆောင်ရည်ဆိုတဲ့ယင်းငွေကြေးဆိုတဲ့ယင်းတွေဖြစ်ပါတယ်အဲ့ဒီယင်းတွေကိုပိုင်ဆိုင်ဖို့အတွက်ဒီနေ့ကစပြီးကြိုးပမ်းလိုက်ပါပန်းနိုင်တွေကိုတီးဆောက်လိုက်ပါကိုဘာလိုချင်လဲဆိုတာကိုသိဖို့လိုပါတယ်ငွေကြေးတွေစုဆောင်းလိုက်ပါအစွမ်းကုန်စူးစမ်းလှုပ်ဆောင်လိုက်ပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ်ကျွန်တော်တို့လေးလံနေတဲ့ပိုက်ဆံအိတ်တစ်လုံးဟာကျွန်တော်တို့ရဲ့စိတ်နှလုံးကိုတော့ပေါ်ပါစေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ချစ်မိတ်ဆွေလူကြီးများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေခင်ဗျာ